ပြပြောလို့ရပြီလားငါဘလို့ဖြစ်သွားလဲမကြုံမှုတွေလို့ရှူရလားဘယ်တော့ဆိုတော့အချီလုံးနဲ့တရားမှုတစ်ခုကြောင့်ဘယ်တော့ဘလို့မေးလိုက်တယ်ပြန်မေးပါဦးဖြူဖြူပါစားရအရန်တက်နေလို့မလေးဖျားကိုနှလုံးသားအရန်ကိုနူးညံ့နေတာတိမ်မွေ့နေနဲနေတာခံစားနေတာ Benjamin Kim, yeah. what do you feel I feel good. yeah မနေ့က2ခါလေဒီနေ့မနက်က1ခါလေ24နာရီအတွင်းမှာရင်3ခါဖြစ်သွားတယ် That's what I want to hear ဟုတ်တယ်အရန်ကောင်းတယ်အမပြောတဲ့အရန်ကောင်းတယ်ဆိုတာအရင်ခါရီထက်ပိုပြီးအဓိပ္ပာယ်ရှိတယ်ဆိုတာသားနားလည်နေမယ်လို့ထင်တယ်ဒီသချင်းကအမအရန်ကြိုက်တာမမ